ကဲဘာလို့မင်္ဂလာပါဒီကျွန်တော်အမှတ်ပေးပွဲစဉ်တွေဆက်လက်ပြီးရှိပါတယ်ဗျာနော်အမှတ်ပေးပွဲစဉ်တွေရှိရတဲ့ဟာကျွန်တော်အကြိုက်ဆုံးဖြစ်မဲ့ပွဲစဉ်ရေးရှိပြီးသုံးသပ်ပေးမယ်ကျွန်တော်စပိန်လာလီဂါမှာဆိုဒီမှာစုစုပေါင်းပြောမှဆိုလို့ရှိရင်ဘာသာလို့ဒီ3ပွဲလောက်ရှိတယ်ဗျာနော်စပိန်လာလီဂါမှာ3ပွဲပြီးရင်ဂျာမန်ကတ်တော့ပြောမှဆိုလို့ရှိရင်တခြားပွဲစဉ်ရှိရဆိုဒီစပိန်လာလီဂါပွဲစဉ်တော့ပဲကျွန်တော်အဓိကထားပြီးတော့သုံးသပ်ပေးမယ်ဘာသာအနေနဲ့ကျက်တူနဲ့ကစားလို့အဆင်ပြောင်းလို့ပေါ့ဗျာနော်ပွဲစဉ်နဲ့ကြည့်မယ်ဆိုရင်လည်းလက်ရှိစပိန်လာလီဂါကအမှတ်ပွဲစဉ်တွေကလည်းလက်ရှိအခုဒီရဲ့နောက်ပိုင်းပွဲစဉ်တွေလည်းမကြမ်းတော့ဘူးကျွန်တော်တို့မကြမ်းတော့တဲ့အတွက်ကြောင့်တချို့အမှတ်လိုရတဲ့အတင်းနေဆိုရင်လည်းဒါတန်းစင်းဆောင်လွတ်ဖို့အတွက်တကယ်ရုန်းကန်မဲ့အနေအထားမျိုးမနေ့ကဆိုတော့ဒီတိုင်းပဲဒီအရှိနဲ့အီဒီကိုမထစ်ဆိုတော့ဒီတိုင်းပဲ brother အနေနဲ့ဟိုအရှိအနေနဲ့အီဒီကိုမထစ်လို့ဒီမျိုးကို3-2လို့ရလိုက်မျိုးနဲ့မနေ့ကဒီရာဒီမှာမမြင်ရဘူးတဲ့ကြီးမျိုးမြင်ပြီးတော့အောင်သွားတယ်မနေ့အရှိဆိုရင် level ပြား30ရှုံးလောက်ဂျေဈေးတော့ဖောက်ပြီးတော့နိုင်သွားတယ်အီဒီကိုနဲ့ပြောမှဆိုမနေ့ကဒီ negative 3-2လို့ရလိုက်မျိုးနဲ့ရှုံးသွားတယ်ပြောရမို့နိုင်တဲ့ပွဲစဉ်တွေအခုနောက်ပိုင်းမှာနိုင်ရမယ့်အနေအထားမျိုးဖြစ်သွားပြီ။ဘူဂီအနေနဲ့ကတော့တော်တော်များများဈေးတန်းရကြည့်မယ်ဆိုရင်တော့ဗျမ်းမတာတော့ရှာမပေးရတော့ဘူး။ဒါကြောင့်မို့ကဲဒီနေ့ပွဲစဉ်လေးအနေထားကိုလည်းကျွန်တော်ရွေးချယ်ပြီးသုံးသပ်ပေးမယ်ဗျာနော်။လီဗန်ဒေးနဲ့စီဗီလာပွဲစဉ်လက်ရှိမှာပြောမယ်ဆိုလို့ရှိရင်စီဗီလာကဆစ်ဆက်ကွန်လီဗန်ဒေးဆိုဆစ်ဆက်ကိုဟုတ်တန်းစင်းစုံနယ်ပယ်ထဲမှာအလာဘတ်လီဗန်ဒေးရဲအိုဗီဆိုဒီ3သင်းကမှန်တယ်ပြောမယ်ဆိုရင်တန်းစင်းစုံနယ်ပယ်ထဲမှာတန်းစင်းရမယ့်စီးရင်ထဲမှာပါနေရအနေအထားမျိုးစီဗီလာဆိုတာ34မှတ်ပဲပိုင်စနာပြီးတော့ပြောမှဆိုရင်သူကအောက်ကအသင်းနေဆိုရင်အလာဘတ်ဆိုရင်33မှတ်ပြောမှဆိုရင်လီဗန်ဒေးဆို29မှတ်ဆိုရင်တကယ်ကြည့်မယ်ဆိုရင်တော့စီဗီလာရဲ့လက်ရှိအနေအထားကသူ့အနေနဲ့တန်းစင်းစုံနယ်ပယ်နဲ့တိတ်ပြီးတော့ဟိုဒီတမတ်သားလောင်းနေပဲလွတ်နေတဲ့အနေအထားမျိုးပဲရှိတယ်ဒါကြောင့်မို့စီဗီလာအနေနဲ့ပြောလို့တော့မရဘူးကန်ဆူမဲ့ဆိုရင်တန်းစင်းရမယ့်အနေအထားဒီစင်းထဲမှာပါသွားနိုင်တဲ့အနေအထားမျိုးရှိတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အောက်မှာအလာဘတ်ကနေဖီယာတမတ်ကွာနဲ့ပေးနေတဲ့အတွက်ကြောင့်စီဗီလာလည်းဒီနေ့မှာမဖြစ်မနေကစားမှရမယ့်အနေအထားမျိုးဒါပေမဲ့29မှလက်ရှိပိုင်းထားတဲ့လီဗန်ဒေးအနေနဲ့ဒီနေ့လက်ကျန်ပွဲစဉ်ဒီဟိုကြံတဲ့အရေးနဲ့ရှင်ကြည့်မယ်ဆိုရင်လီဗန်ဒေးအနေနဲ့လည်းကစားမယ်ဆိုရင်ကစားလို့ရတဲ့အနေအထားမျိုးရဲအုပ်ပြီးလို့ကြည့်မယ်ဆိုရင်ရဲအုပ်ပြီးလည်းဒီတိုင်းပဲပြောမယ်ဆိုရင်29မှပိုင်းထားတဲ့လက်ကျန်ပွဲစဉ်ကြံနေတဲ့အတွက်ကြောင့်သူလက်ကျန်ပွဲစဉ်တွေမှာရက်လက်ကောင်းမယ်ဆိုရင်လည်းလက်စင်းဆိုတာလွတ်ကောင်းလွတ်နိုင်တဲ့အနေအထားမျိုးရှိနေတဲ့အတွက်ကြောင့်လက်ရှိလောစမှာတန်းစုံနေပဲမှာရောက်ရှိနေတဲ့အသင်း3သင်းကလည်းသူ့ရဲ့ထက်ကအသင်းနဲ့ရှင်းကြည့်မယ်ဆိုရင်အမှတ်တွေသိမ့်မကွာရတဲ့ကြောင့်လိုက်မယ်ဆိုရင်လက်ရှိလက်ကျန်ပွဲစဉ်နဲ့ပြန်သုံးသပ်မယ်ဆိုတော့မနဲ့လိုက်လို့ရတဲ့အနေအထားမျိုးဒါကြောင့်မို့ဒီလောလောဆယ်မှာဒီလက်ရှိတန်းစုံနယ်ပယ်ထဲမှာရောက်ရှိနေတဲ့အသင်းတွေကလည်းပြောမှဆိုလို့ရှိရင်သူတို့နဲ့အိမ်မက်မှတ်ပိုင်ခွင့်ရှိသေးတယ်ဒါကြောင့်မို့ဒီရဲ့နောက်ပိုင်းကပို့ပြီးတော့ကြည့်ကောင်းတဲ့အနေအထားမျိုးကျွန်တော်ပြောပြပေးတာဗျာနော်ကဲဒါဆိုလို့ရှိရင်လက်ရှိလီဗန်ပေးတဲ့ဈေးတန်းကြီး level 25ပြားရှုံးကြီးကိုပေါင်းကြီးနှလုံး90ရှုံးကြီးကြတော့အစနာကျွန်တော်ပြောသလိုပဲဒီစီဗီလာအနေနဲ့ကလက်ရှိမှာတမတ်အကွာလောင်းနေပဲသူတန်းစင်းစုံနေပဲလွတ်နေရအနေအထားမျိုးစီဗီလာလည်းအဓိကရောင်းရမယ့်အနေအထားမျိုးပဲဘာကြောင့်မို့လီဗန်နဲ့ဈေးတန်းပေးတာလဲလကဒန်ဈေးတန်းရပြီးမှဆိုတော့စီဗီလာပြန်ပေးတင်ပေးလို့ရတဲ့အနေအထားမျိုးစီဗီလာဆိုတော့ brother အမြင်ပဲပြောမှဆိုလို့ရှိရင်လက်ရှိကစားတဲ့ပွဲစဉ်တိုင်းမှာပြန်သုံးသပ်မှဆိုတော့နောက်ဆုံးကစားတဲ့ပွဲစဉ်တွေဘောကအဲ့ဒီကလိုမထလို့တမျိုးကို2-1လို့ရပြီနဲ့နိုင်တာတော့ရှိတယ်တရားရင်ကစားတဲ့ပွဲစဉ်မှာတော့0-1-2အဲ့လိုရလတ်မျိုးတွေနဲ့တော့စပိန်လာလီဂါမှာချုံးလာတဲ့ပွဲစဉ်ဇက်တိုက်တော့ဖြစ်နေရဆိုဒီစပိန်စီဗီလာရဲ့အနေအထားကိုပြန်သုံးသပ်မှဆိုရင်တော့မနဲ့ပြောမှဆိုရင်တိတ်ပြီးရလတ်ကောင်းတဲ့အနေအထားမျိုးမရှိသေးဘူးနောက်ဆုံးကစားတဲ့ပွဲစဉ်တွေပွဲလောက်ပဲကောင်းသေးတယ်ဆိုတော့လီဗန်လက်ရှိပေးတဲ့ကြီးကအောင်ကြီးဖြစ်နိုင်လောက်လားအဲ့ဒါပဲကျွန်တော်ပြန်ကြည့်ရမယ်လီဗန်လက်ရှိနောက်ဆုံးကစားတဲ့ပွဲစဉ်3ပွဲလောက်မှာဆိုရင်ဒီဆိုစီယန်တဲ့ပွဲစဉ်တစ်ပွဲလောက်ပဲ2-0လို့ရလိုက်မှနဲ့ရှုံးတာပဲရှိရဒီရဲ့အရင်ကစားတဲ့ပွဲစဉ်ရဲဗီဒီယို4-2နဲ့နိုင်တယ်လို့နောက်ဆုံးဂီတာဖေးကို1-0နဲ့နိုင်တယ်ဆိုတော့လီဗန်ရဲ့ရလကစီဗီလာရဲ့ရလနဲ့ရှင်းကြည့်မယ်ဆိုရင်တော့ပြောမယ်ဆိုလို့ရှိရင်ကောင်းမွန်နေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့တကယ်တမ်းပြောမယ်ဆိုရင်ဗျာလက်ရှိမနေ့ကလည်းအရှိအနေနဲ့အီဒီကီလိုမီတာလို့မျိုးကိုဈေးတန်းရဈေးတန်းပြန်ဖောက်ပြီးတော့ကိုပေါင်းလည်းပေါ်သွားတယ်မနေ့ကကိုပေါင်းကြီး3လုံးပဲလက်ဖောက်တယ်ဆိုဒီနေ့ပွဲစဉ်ကနှလုံး90ရှုံးကြီးဖောက်တယ်ဆိုတော့ကျွန်တော်အထင်ပြောမယ်ဆိုရင်စီဗီလာနိုင်လည်းကတ်နိုင်မဲ့အနေထားမျိုးလီဗန်နိုင်လည်းကတ်နိုင်မဲ့အနေထားမျိုးလောက်ပဲကျွန်တော်ယူဆတယ်ဘာလို့ခုလိုပြောလဲဆိုတော့လက်ရှိအနေထားကစီဗီလာနောက်ဆုံးတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲ80ကီလိုမီတာလို့သင်းမျိုးကို2-1လို့ရလည်းမနိုင်ထားပဲရှိခဲ့ဘူးတယ် brother ဒီရဲ့ရင်ကစားတဲ့ပွဲစဉ်တိုင်းကဟိုအရှုံးနေတဲ့စလိုက်ဆက်နေတဲ့အတွက်ကြောင့်စီဗီလာအနေနဲ့ရှေ့တန်းရကြည့်မယ်ဆိုရင်တိတ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါမှန်းလို့မရသေးတဲ့အနေအထားမျိုးနိုင်အောင်လည်းသူ့အနေနဲ့လက်ရှိလီဗန်တွေကောင်းမွန်နေတဲ့ရှေ့ဆက်ဖြစ်နေကောင်းမွန်နေတဲ့ရှေ့တန်းဖြစ်နေတဲ့အတွက်ကြောင့်ကတ်နိုင်သွားနိုင်လောက်မှကျွန်တော်ယူဆတယ်လီဗန်ကိုပြန်သုံးသပ်မှာဆိုလီဗန်နဲ့နောက်ဆုံးသားတဲ့ပွဲစဉ်မှာလည်း brother အမြင်ပဲဂီတာဖေးလို့တင်မျိုးကတော့အင်္ဂုမှာ1-0ရတဲ့မနဲ့ကတ်နိုင်ထားတဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်ဒီနေ့မှလည်းလီဗန်အနေနဲ့အင်္ဂုပြည့်ရနိုင်မယ်ဆိုရင်တော့မနဲ့ကတ်နိုင်သွားဖို့ရန်ကုန်များပါတယ်ဗျအပြန်လန်းဂိုးတွေသွင်းရတဲ့နဲ့ဟိုနိုင်သွားမဲ့ရာခိုင်နှုန်းနည်းပါတယ်ဗျကျွန်တော်ကတော့ဒီပွဲစဉ်တွေကတော့ကိုပေါင်းအောက်ပဲအကြံပြုတယ်အကြိုက်တယ်မယ်ဆိုရင်ကိုအောက်ပဲကစားစေချင်တယ်စီဗီလာနိုင်လည်းကတ်နိုင်မဲ့အနေအထားမျိုးလီဗန်ဒေးနိုင်လည်းကတ်နိုင်သွားမဲ့အနေအထားမျိုးလောက်ပဲကျွန်တော်ယူဆပါတယ်ဗျနော်ကျွန်တော်ကတော့ကိုပေါင်းအောက်ပဲအကြံပြုရတယ်အကြိုက်တယ်မယ်ဆိုရင်ကိုအောက်လည်းပဲကျွန်တော်ကစားစေချင်တယ်နော်ကဲဒါဆိုလို့ချင်းနောက်ပွဲစဉ်ဘလကာနိုနဲ့အစပန်ညိုပွဲစဉ်
လက်ရှိမှာဘလကန်လိုပေးတဲ့ဈေးတန်းက level ပြ80ရှုံးကြီးကိုပေါင်းကြီးကနှလုံး80ရှုံးကြီးကျွန်တော်ဘော်ဒီကြီး3ဘွဲချီတာဘီလာရဲ့တပွဲလောက်ပဲပြောမှဆိုရင်ကိုပေါင်းကြီးကနှလုံးပြ90ရှုံးကြီးတော့ဖောက်ထားတယ်ဒီပြောမှဆိုရင်3ဘွဲလုံးပြ30စား20စားလောက်အကွာလေးပဲရှိတယ်ဘော်ဒီကြီးမှာဆိုလို့ကျွန်တော်ဘလကန်လိုနဲ့ဒီဘီလာရဲ့ပွဲစဉ်ကတော့ဒီနှစ်ပွဲကတော့ဘော်ဒီကြီးတော့မတင်းမင်းလာဖောက်တယ်လီဘန်တစ်ပွဲလောက်ပဲပြောမှဆိုလို့ချင်းမဆုမဖို့လေး level ပြချွန်းလောက်ပဲဖောက်တဲ့နေတာမျိုးရှိရဆိုတော့ဘာမှမထူပါဘူးဗျာနော်ကိုပေါင်းကြီးဘော်ဒီကြီးရောလက်ရှိစပိန်နိုင်ငံပေးတဲ့ဈေးတန်းတွေကဒီလောက်ပါပဲဗျအဓိကတော့ထူးရှားသိပြီးတော့ဈေးတန်းရပြင်းတာလည်းမရှိပါဘူးဗျမနေ့ကလည်း brother အမြင်ပဲဒီတချို့ပွဲစဉ်တွေဆိုရင်ကိုပေါင်းလေးပြင်းတဲ့အလျောက်တချို့ကြလို့ရှာဒီဘာစီဇန်နဲ့မနေ့ဒီတိုင်းပဲ brother အမြင်ပဲဝန်းစီးနဲ့ပဲကတ်နိုင်သွားတယ်ဗျာနော်သိပြီးတော့ပြောမှဆိုရင်ဈေးတန်းအရာပြင်းနိုင်လဲကျွန်တော်တို့သိပြီးတော့အထင်ကြီးလို့မရတဲ့အနေအထားမျိုးကြဒါဆိုရင်ဘလကန်လိုပွဲစဉ်သွားမယ်ဘလကန်လို level 80ရှုံးကြီးကိုပေါင်းကြီးနှလုံး80ရှုံးကြီးဈေးတန်းရကြည့်မယ်ဆိုရင်တော့လက်ရှိအိမ်ဝင်အားသာကြောင့် PGP ရလာဒါမှမဟုတ်လို့ရှိရင်နိုင်ကြီးဖြစ်နိုင်လောက်လားဘလကန်လိုလက်ရှိမှာဆင်းဆက်ရှောက်မှာအစပန်ညိုကဆင်းဆက်နေမှာအဓိကတော့အိမ်ဝင်အားသာကြောင့်ဈေးတန်းရပေးမယ်ဆိုတော့လည်း level ပြ80ရှုံးကြီးဈေးတန်းကနည်းနည်းရပြင်းရှာတယ်လို့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့လက်ရှိစင်းရပေးမယ်ဆိုလို့ချင်းအစပန်ညိုဈေးတန်းရပြန်ပေးရမယ့်အနေအထားမျိုးအစပန်ညိုအနေနဲ့အဝေးကွင်းဖြစ်ပေမဲ့လည်းလက်ရှိမှာအစင်းဆက်နေနေမှာပိုင်ထားတယ်ဆိုတော့အမှတ်ရည်နဲ့ကြည့်မယ်ဆိုရင်အစပန်ညို38မှတ်ပြောမှဆိုရင်ဘလက်ကန်လို35မှတ်ဆိုတပွဲသားလောက်နဲ့ကွာနေတဲ့အတွက်ကြောင့်လက်ရှိအနေထားရကြည့်မယ်ဆိုရင်ရလက်ပိုင်းကြောင့်ဘလက်ကန်လိုဈေးတန်းရပေးတာလားအိမ်ဝင်အသက်ကြောင့်ဈေးတန်းရပေးတာလားလက်ရှိဈေးတန်းကတော့ level ပြ80ကျော်ကြီးဈေးတန်းတကယ်နဲ့ဈေးတန်းရကြည့်မယ်ဆိုရင်ကစားပြောတဲ့အနေအထားမျိုးဈေးတန်းရကြည့်မယ်ဆိုရင်ဈေးမှန်ကန်တဲ့အနေအထားမျိုးပဲကျွန်တော်ယူဆတယ်ဒါဆိုရင်ဘလက်ကန်လိုလက်ရှိပိုင်ဆိုင်တဲ့ရလက်ကိုပြန်ကြည့်မယ်စပိန်လာကမှနောက်ဆုံးကစားတဲ့ပွဲစဉ်3ပွဲလောက်ပြန်အနီးကပ်သုံးသပ်မယ်ဆိုရင်အချင်းနယ်ပွဲစဉ်တစ်ပွဲလောက်ပဲဘလက်ကန်လိုအနေနဲ့1-0ရလိမ့်မယ်နော်ကတ်နိုင်ထားပဲရှိတယ်ဘာစီနယ်ပွဲစဉ်မှာ1-0နဲ့ရှုံးတယ်နောက်ဆုံးမာရော့ကလည်းပွဲစဉ်မှာ3-0ရလိမ့်မယ်ရှုံးတယ်ဆိုတော့ရလက်ပိုင်းကြောင့်မဖြစ်နိုင်တော့ဘူးဘလာတော့လက်ရှိရလက်ပိုင်းကနောက်ဆုံးကစားတဲ့ပွဲစဉ်3ပွဲမှာတစ်ပွဲပဲသူကတ်နိုင်တာပဲရှိတယ်ကျန်တဲ့ပွဲစဉ်နှစ်ပွဲလုံးကိုပြည့်နဲ့ရှုံးထားတယ်ဆိုတော့လောဆယ်လက်ရှိပေးတဲ့ဈေးတန်းကရလက်ပိုင်းကြောင့်တော့မဖြစ်နိုင်ဘူးဒါပေမဲ့နိုင်ကြီးဖြစ်နိုင်တော့လားအဲ့ဒါပဲကျွန်တော်ကြည့်ရမယ်အစပန်ညိုပြန်ကြည့်မယ်အစပန်ညိုလက်ရှိကစားတဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်3ပွဲမှာလာဒီတိုင်းပဲအစပန်ညိုအနေနဲ့တပွဲတည်ကြတယ်နှစ်ပွဲရှုံးရလက်မျိုးနဲ့ကြုံတွေ့နေရတဲ့ကြောင့်အစပန်ညိုရဲ့ရလက်ကိုပြန်ကြည့်မယ်ဆိုရင်အစပန်ညိုလည်းဘာမှမထူးမရှားနာပဲသူမသားကိုမသားပဲအဓိကပြောချင်တာကတော့ဒီနေ့ပွဲစဉ်ကတော့ရလက်ပန်တော့သူမသားကွန်သားပဲပွဲစဉ်ပွဲတိုင်းတော့ဂိုးရောပြီးဖြတ်တန်းတဲ့အနေထားမျိုးဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာကလက်ရှိနေတာနှစ်သိန်းတစ်ပတ်လုံးအမှန်တမ်းပြောမှဆိုရင်တက်ဆင်းစုံနေပဲတွေကတကယ်လည်းလွတ်နိုင်လောက်ရှိလားဆိုရင်လောဆယ်လွတ်နိုင်တဲ့အနေအထားမျိုးဘာလို့လဲဆိုလက်ရှိမှာ35မှပိုင်ဆိုင်ရဆိုတက်ဆင်းစုံနေပဲတွေအတင်းတွေအလာဘတ်ဆိုရင်33မှပိုင်ဆိုင်ရဆိုလက်ရှိမှာဘလကန်လုံးနဲ့ကြည့်မယ်ဆိုရင်တပွဲရော့ပြီးတော့ပြောမှဆိုလို့ရှိရင်ဒါ35မှပိုင်ဆိုင်ရဆိုတော့ဒီနေ့မှာလက်ရှိလက်ကျန်ပွဲနဲ့ရှင်းကြည့်မယ်ဆိုရင်တော့မနေ့သူနဲ့တိတ်ပြီးတော့ဟိုဒီတက်ဆင်းစုံနေပဲနဲ့ပြန်သုံးသပ်မယ်ဆိုတော့မနေ့ဒီရုံးမယ်ဆိုရင်လွတ်နိုင်တဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့လက်ရှိမှာဘလကန်လိုအဆင့်16ကအသင်းကအစပန်ညိုလိုအဆင့်17ကအသင်းမျိုးဈေးတန်းရပြန်ပေးထားတယ်ဆိုတော့ကရလက်ပိုင်းနဲ့တိတ်ပြီးတော့ဟိုကွာမှုမရှိဘူးအိမ်ဝင်အာသာကြောင်တစ်ခုတည်းရှိတယ်ဒါပေမဲ့ level ပြ80ရှုံးကြီးဈေးတန်းပေးတယ်ဆိုတော့ဈေးတန်းရကြည့်မယ်ဆိုရင်ကျွန်တော်ကစားပြောတယ်လို့ပဲကျွန်တော်ယူဆတယ် brother တို့အနည်းဆုံးတည်ကြမယ်ဆိုတော့ကျွန်တော်အနေနဲ့ပြ80လောက်ရှုံးတဲ့အနေထားမျိုးသုံးပုံနှစ်ပုံလောက်ရှုံးတဲ့အနေထားမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့မှာဘလကန်လိုကစားမယ်ဆိုရင်တော့မနေ့ကျွန်တော်တို့ဈေးတန်းရကြည့်မယ်ဆိုတန်ပါတယ်ဗျအဓိကကတော့လက်ရှိရလက်ပိုင်းတော့အတူတူလောက်ကြာသွားတယ်အဓိကအစင်းရကြည့်မယ်ဆိုတော့အစပန်ညိုအနေနဲ့အထက်မှာရောက်ရှိနေတဲ့အသင်းမျိုးမှန်တမ်းပြောမယ်ဆိုရင်တကယ်ဈေးတန်းရပေးမယ်ဆိုလို့ရှိရင်အစပန်ညိုအနေနဲ့ဘလကန်လိုအိမ်ဝင်အားတကြောင်တစ်ခုတည်းနဲ့လောက်ဈေးတန်းတော့မပေးတော့ဘူးကျွန်တော်မပေးရတော့ဘူးကျွန်တော်ယူဆပါတယ်ဗျပုဂ္ဂလိပေးရဲ့ဈေးတန်းမှန်လောက်မယ်လို့ယူဆတယ်ကျွန်တော်ကတော့ဘလကန်လိုဘော်ဒီပဲကောင်းလောက်မယ်ယူဆပါတယ်ဗျနော်ကဲဒါဆိုရင်ကျွန်တော်စုစုပေါင်းကျွန်တော်သုံးသပ်ပေးတာနှစ်ပွဲရှိသွားပြီနောက်ဆုံးပွဲစဉ်ဘီလာရဲ့နဲ့ရဲ့ OPD ပွဲစဉ်ဒီပွဲစဉ်လည်းကျွန်တော်မသုံးသပ်ပြီများ brother ကျွန်တော်တခုပြောချင်တယ်လက်ရှိကျွန်တော်သုံးသပ်ပေးနေတာကျွန်တော် online ကြည့်နေကျွန်တော်သုံးသပ်ပေးနေတာများတယ်ဒါကြောင့်မို့ brother အနေနဲ့လဲဒါ online ပေါ်ကနေဘောလုံးကောက်ဖွင့်ကစားချင်တာဖြစ်ဖြစ်လက်ရှိလို့ကိုစမ်းသုံးသပ်တယ်လို့မျိုး online ဈေးတန်းပြောရမယ်ဆိုရင် online ဈေးတန်းတွေကအပြင်မဟုတ်ပါဘူးဗျအရှင်တွေဖြစ်ပါတယ်လက်ရှိကျွန်တော်ပြောနေရဈေးတွေဖြစ်တယ်ပွဲလာကနေချိန်ကြလို့ချင်းဒီဈေးတွေကအပြောင်းလဲဖြစ်ရင်ဖြစ်သွားနိုင်တယ်ဘာကစားသမားတွေပေါ်မူတည်ပြီးဒါကြောင့်မို့ကျွန်တော်တို့ online မှာကစားတဲ့ညီကိုတော်တော်များများကအနိုင်နဲ့ချုံးနဲ့ပြန်သုံးသပ်မယ်ဆိုရင်တော့အနိုင်ဘက်ကများပါတယ်ဗျရှုံးခဲ့မယ်ဆိုတော့ပြန်ပြီးတော့ကိုကပြန်ပြီးဒီ live ပြီးတော့ကာလို့ရတဲ့အနေအထားမျိုးရှိပါတယ်ဒါကြောင့်မို့ကျွန်တော်က brother တို့ online ကြီးနေပဲအဓိက online ပုံမှာပဲအကောင့်ဖွင့်ကစားစေချင်တာဖြစ်ပါတယ်ဗျနော် online နဲ့ပတ်သက်ပြီးတော့ brother အနေနဲ့ online ဘောလုံးကောက်ဖွင့်ကစားချင်တဲ့ညီကိုတွေက time နဲ့လည်းကစားလို့ရတယ်ပြီးလို့ရှိရင်မြန်မာငွေကပေးကိုပေးကောက်ရှင်လည်းကစားလို့ရတယ်မြန်မာနိုင်ငံလို့စင်ကာပူကိုရီးယားဂျပန်မလေးရှားဒီလိုရဝေးရညီကိုတွေရောက်မြန်မာငွေကပေးကိုပေးရှင်ကစားလို့ရပါတယ်ဗျကပေးကိုအကောက်ရှင်ကစားလို့ရတယ်နော်ထိုင်းရညီကိုတွေကြတော့ထိုင်းမန်ရှီယိုနဲ့အကောက်ဖွင့်ကစားလို့ရပါတယ်ဗျ
နောက်တစ်ခုကျွန်တော်ပြောချင်တာကတော့ brother အနေနဲ့အကောက်ဖွင့်လိုက်ရုံနဲ့ဘလုံးပွဲစဉ်တွေကအစားကိုကတိုက်ရိုက်ကိုဖုန်းနဲ့ကြည့်လိုက်ရုံပဲအရင်တော့လိုမျိုးလက်ဖိတ်ဆိုင်တွေပဲပါရတွားကြည့်ကြမလို့လက်ရှိနိုင်ငံရေးရှင်တွေကြောင့်လည်း brother အမြင်ပဲနိုင်ငံရှိလက်သိကောင်းတာမဟုတ်သေးတဲ့အတွက်ကြောင့်ကိုအနေနဲ့ကိုဖုန်းနဲ့ကွက်ကိုသူတိတ်တိတ်ပဲလုပ်တာအကောင်းပါတယ်ဗျာနော်ဘာမှပေါ်တင်မလုပ်တာအကောင်းဆုံးဖြစ်ပါတယ်ဗျာခေတ္တဆိုရင်နောက်ဆုံးပွဲစဉ်ဘီလာရဲ့ရဲဥပဒေပွဲစဉ်ဒီနေ့ရွှေ့ပေးတဲ့ပွဲစဉ်ဒီနေ့ရွှေ့ပေးတဲ့ပွဲစဉ်တော့ဒီအစောပိုင်းနှစ်ပွဲမှာဆိုကျွန်တော်တပွဲကပြောမယ်ဆိုကိုပေါင်းရွှေ့ပေးခဲ့တယ်လီဘန်ရဲ့ကိုပေါင်းရွှေ့ပေးခဲ့တယ်ဒီရဲဥပဒေပွဲစဉ်မှာ sorry ဘလကန်နိုပွဲစဉ်ဘလကန်နိုနဲ့အစပန်ညိုပွဲစဉ်မှာဆိုရင်ဘလကန်နို body အထက်ကြီးကျွန်တော်ရွှေ့ပေးခဲ့တယ်ဒါဆိုရင်ဘီလာရဲ့ပွဲစဉ်သွားမယ်ဂျေးစင်နူရီလို့ပေးထားတယ်ဘယ်လိုဖြစ်သွားမလဲတစ်ချက်လောက်ကျွန်တော်အနေနဲ့30ပေးကြမယ်ဗျာနော်ဘီလာရဲ့လက်ရှိမှာ body ကြီးက level ပြား60ရှုံးကြီးကိုပေါင်းကြီးကနှလုံး90ရှုံးကြီးဆိုတော့လာရဲ့လက်ရှိပေးတဲ့ဈေးတန်းက level ပြား60ကျော်လောက်ဈေးတန်းပေးပြီးတော့3ကိုပြတ်နိုင်ပါမလားကိုပေါင်းကြီးအရာကြည့်မယ်ဆိုလို့ရှိရင်ဒါဘီလာရဲ့လက်ရှိပေးတဲ့ဈေးတန်းကတော့ရဲဥပဒေအသင်းမျိုးကို Z3 ရတဲ့မျိုးနဲ့ပြတ်နိုင်ပါမလားဇုံဘော်ဒီလိုဈေးတန်းမျိုးနဲ့ပေးနိုင်ပါမလားအဲ့ဒါပဲကျွန်တော်ကြည့်ရမယ်ဘာလို့လဲဆိုတော့လက်ရှိဘီလာရဲ့ပေးတဲ့ဈေးတန်းကလည်းကျွန်တော်ထိုးသားတွေရဲ့အကြိုက်ဘုတ်ကလေးအနေနဲ့ဈေးတန်းအရာရှပေးထားတဲ့အနေအထားမျိုးဖြစ်နေပါတယ်ဗျာနော်ဘီလာရဲ့ပြန်ကြည့်မယ်ဆိုရင်ဘီလာရဲ့နောက်ဆုံးသားတဲ့ပွဲစဉ်၄ပွဲလောက်မှာဆိုရင်ဂျူနိုလိုအသင်းမျိုးကိုပဲပြောမှဆို1-0လို့ရလိမ့်မယ်နဲ့အဝေးကွင်းကနေကတ်ရှုံးထားပဲရှိတယ်တခြားကစားတဲ့ပွဲစဉ်၃ပွဲမှာဆိုရင်လာဘက်ကို1-1ဆူရက်ကို3-1ဘီလာကို2-1လို့ရလိမ့်မယ်နဲ့အဝေးကွင်းကနိုင်တာဖြစ်နေတဲ့အတွက်ကြောင့်လက်ရှိအနေထားကဘီလာရဲ့ဇုံပေါ်သွားမယ်ဆိုရင်သွားနိုင်မဲ့အနေအထားမျိုးဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့သူဂျူနိုရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲလောက်ပဲဘီလာရဲ့အနေနဲ့ကြေးကြတာပဲရှိတယ်တခြားကစားတဲ့ပွဲစဉ်၃ပွဲလောက်မှာဆိုရင်၃ပွဲနီးပါးလောက်ကြေးအောင်ထားတဲ့အနေအထားမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့မှာဘီလာရဲ့စကရန်ဈေးတန်းရအောင်မယ်ဆိုရင်အောင်သွားနိုင်မယ့်အနေအထားမျိုးအိမ်မက်မဆိုရင်မတ်လို့ရတဲ့အနေအထားမျိုးဖြစ်တယ် brother ဒါပေမဲ့ရဲ OB တို့ကိုဂိုးပြန်ရနိုင်ရင်ရှိနိုင်လောက်လားရဲ OB တို့လက်ရှိကစားတဲ့ပွဲစဉ်နောက်ဆုံးကစားတဲ့ပွဲစဉ်၃ပွဲလောက်မှာဆိုရင်လီဘန်နဲ့ကစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲ4-2လို့ရတဲ့မနဲ့ရှုံးတာပဲရှိတယ်ဒါတောင်မနဲ့ရှုံးတာပြန်ပြန်တင်းသူ့နဲ့2ဂိုးပြန်ပြီးတော့သွင်းနိုင်ခဲ့တယ် sorry တော့2ဂိုးပြန်ပြီးသွင်းနိုင်ခဲ့တယ်နော်ရှုံးတာလီဘန်လို့ဒီမျိုးကိုပြန်ပြီးနှလုံးရယူနိုင်တယ်နောက်ဆုံးကစားတဲ့ပွဲစဉ်ဒီပြောမယ်ဆိုရင်ဗလင်စီယာတို့စီဗီလာတို့ပြောမယ်ဆိုလို့ရှိရင်စတာဘီကိုဒီ3ပွဲမှာဆိုရင်3ပွဲလုံးသူ့အနေနဲ့ရဲဥပဒေနဲ့သူ့အနေနဲ့ဖွင့်ကိုရရှိခဲ့ပြီးတော့ပဲရှုံးနေကြတာပြန်ပေးဖို့တော့မရှိဘူးเนาะဒါကြောင့်မို့လက်ရှိအနေထားကရဲဥပဒေအနေနဲ့ကောင်းလာလို့မင်းမယ်ဆိုရင်ရှေ့စမ်းရကြည့်မယ်ဆိုရင်ကောင်းမွန်နေစေလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လက်ရှိမှာသူပိုင်ဆန္ဒတာအဆင့်20ဟိုတန်းစင်းစုံနယ်ပယ်ထဲမှာအဆင့်20မှာဆိုတော့ဒီနေ့မှာဒီအသင်းအနေနဲ့နိုင်ခဲ့မယ်ရဲဥပဒေအနေနဲ့ဘီလာရဲလိုအသင်းမျိုးကိုနိုင်ခဲ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့လက်ရှိ29မှာပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ဒီအဆင့်19နေရာရောက်ရှိမယ်လက်ကျန်ပွဲစဉ်နဲ့ပြန်သုံးသပ်မယ်ဆိုရင်ရဲဥပဒေအနေနဲ့လက်ရှိအနေထားကအိမ်မက်ဆိုမပိုင်ဝင်ရှိသေးတယ်တန်းစင်းဆောင်လွတ်ဖို့အတွက်เนาะသူ့အနေနဲ့တကယ်စူးစမ်းမယ်ဆိုရင်လွတ်ဖို့အတွက်ဒီလမ်းကြောင်းရှိသေးတယ်တကယ်လည်းပြောမယ်ဆိုရင်သူ့ရထက်ကအသင်းနဲ့ပြန်သုံးသပ်မယ်ဆိုရင်လည်းစီဗီလာဆို34မှတ်လက်ရှိရဲဥပဒေနဲ့ရှင်မှာနှစ်ပွဲစာလောက်ပဲကွာတဲ့အနေအထားမျိုးဆိုတော့သူ့ရထက်ကအသင်းတော်တော်များများလည်းရှေ့စမ်းအရာလက်ကျန်ပွဲစဉ်ရှေ့လျှော်သွားမယ်ဆိုရင်တော့မနဲ့လက်ရှိရဲဥပဒေအနေနဲ့တန်းစင်းဆောင်လွတ်ဖို့အတွက်အိမ်မက်ခွင့်ရှိပါသေးတယ်ဗျဒါကြောင့်မို့ဒီမှာရဲဥပဒေအနေနဲ့လက်ရှိခုနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကောင်းနေတာဒါကြောင့်မို့လားကျွန်တော်မပြောတတ်ဘူးဘာလို့လဲဆိုတော့အစောပိုင်းပွဲစဉ်တော်တော်များများကအလားအားရစရာမရှိဘူးလက်ရှိခုနောက်ပိုင်းပွဲစဉ်ကစားတဲ့ပွဲစဉ်၃ပွဲမှာတော့မနဲ့တပွဲပဲရှုံးနေ၄ပွဲမှာတော့မနဲ့တပွဲပဲရှုံးနေတာရှုံးနေတဲ့ပွဲစဉ်ကလည်းလီဗန်လို့အသင်းမျိုးကို4-2လို့ရတယ်မနဲ့ရှုံးနေထားပြီးတော့ပြောမယ်ဆိုလို့ချင်းနှလုံးပြန်ရယူနိုင်တဲ့အနေအထားမျိုးကြတော့ brother လက်ရှိဂိုးသွင်းအားကြည့်မယ်ဆိုလို့ချင်းရဲ OB တို့အနေနဲ့ဟိုကောင်းမွန်နေစေလို့ကျွန်တော်ပြောလို့ရတယ်သူအနေနဲ့အိမ်မက်မှတ်ဖို့အတွက်စိတ်ကူးရှိနေမှပေါက်ပါတယ်ဗျာနော်ကျွန်တော်ကတော့လက်ရှိရဲ OB တို့ပိုင်ဆိုင်တဲ့ရလက်ပိုကြိုက်ပါတယ်ဗျာလက်ရှိမှာသူအနေနဲ့သူအဓိကဟိုတန်းစင်းဆောင်ကလွတ်ဖို့အတွက်ပဲအဓိကလက်ရှိဥတီချက်ထားပြီးတော့ပြောမယ်ဆိုလို့ချင်းကစားနေရတဲ့အတွက်ကြောင့်လက်ရှိရလက်တွေကောင်းနေလို့ပဲကျွန်တော်ယူဆပါတယ်ဗျာနော်ကျွန်တော်ကတော့ခြေစမ်းရကြည့်မယ်ဆိုရင်လက်ရှိရလက်ပိုင်းကြည့်မယ်ဆိုရင်ဈေးရရကြည့်မယ်ဆိုရင်တော့မလားဘီလာရဲ့အနေနဲ့လက်ရှိ level ပေးတဲ့ level ပြား60ရှုံးကြီးကရဲဥပဒေအသင်းမျိုးကိုလက်ရှိဂိုးပေါင်းကြီးနှလုံး90ရှုံးနဲ့ပြန်သုံးသပ်မယ်ဆိုရင်တော့မနဲ့အနည်းဆုံး Z3 တစ်ပေါက်တော့မသွားနိုင်ပါဘူးဗျာလက်ရှိဂိုးပေါင်းမှာပြန်ပေးမယ်ဆိုတော့လက်ရှိမှာဒီပွဲစဉ်တစ်ပွဲလောက်ပဲဂိုးပေါင်းကြီးကအပြင်းဆုံးဖြစ်တယ်ဂိုးပေါင်းတကယ်တမ်းပေးမယ်ဆိုရင်ရဲဥပဒေဘက်ကဂိုးကပြန်ရနိုင်ပါတယ်ဗျာနောက်လက်ရှိမှာရဲဥပဒေအနေနဲ့တန်းစင်းစုံနယ်ပယ်တွေကလွတ်မြောက်ဖို့အရေးကိုသူနဲ့ဥတီချက်ထားပြီးတော့ကစားနေတဲ့အတွက်ကြောင့်နောက်ဆုံးကစားတဲ့ပွဲစဉ်၄ပွဲလောက်မှာဆိုရင်လည်းဒီပွဲပဲရှုံးနေတာတဲ့အတွက်ကြောင့်လက်ရှိအနေနဲ့ဟိုလက်ရှိဟိုရက်လက်ပိုင်းကကြည့်မယ်ဆိုရင်ရဲဥပဒေအနေနဲ့နိုင်မယ်ဆိုရင်ဗီလာရဲတို့အသင်းမျိုးကိုပြန်ပြီးတော့နိုင်သွားနိုင်ပါတယ်ဗျာနော်ကျွန်တော်လည်းကြည့်မယ်ဆိုတော့ကျွန်တော်ဗီလာရဲနဲ့ရဲဒီပြောမှဆိုရင်ဒီရဲဥပဒေပြန်သုံးသပ်မယ်ဆိုကျွန်တော်တော့ရဲဥပဒေ body ပဲကျွန်တော်အကြံပြုပါတယ်ဗျာနော်အကြိုက်တယ်မယ်ဆိုရင်ရဲဥပဒေ body ပဲကျွန်တော်ကစားစင်းနဲ့ဗီလာရဲဆိုစပိန်လာလီဂါမှာဆိုအဆင့်3မှာ60တမပိုင်ဆိုင်လာတဲ့အဆင့်3ကတည်းကနေဟိုအဆင့်ဟိုတန်းစင်းစုံနယ်ပယ်တွေကအဆင့်20အသင်းကိုလိုစင်းမျိုးဖောက်တာတော့ဗျာ brother အနေနဲ့မနိုင်ဘူးမဟုတ်ဗီလာရဲနဲ့နိုင်သွားနိုင်တယ်ဒါပေမဲ့မနေ့အက်ဒီကိုနဲ့အရှိပွဲစဉ်လိုဖြစ်သွားမယ်ဘာလို့လဲဆိုတော့တကယ်တမ်း
အသင်းငယ်နိုင်ရမယ်ဆိုရင်တော့အသင်းကြီးတို့အနေကပြပြီးတော့ပြောမယ်ဆိုရင်ထုတ်ပယ်တဲ့အနေအထားမျိုးတွေတိုင်းနေနဲ့ရှိခဲ့ဘူးရနော်တကယ်နိုင်ရမယ်ပွဲစဉ်ဆိုရင်အဲ့လိုမျိုးနိုင်တဲ့အနေအထားမျိုးရှိရဆိုတော့မနေ့အဒီကိုနဲ့အချီပွဲစဉ်တော့တကယ်ပြန်သုံးသပ်မယ်ဆိုရင်အဒီကိုကတကယ်အသင်းကြီးနိုင်မယ်ဆိုရင်အချီလိုအသင်းမျိုးကိုခင်ဗျဘရာကောင်းအနေနဲ့ဘယ်နှခုသွင်းမလဲကြားသလိုသွင်းလို့ရတယ်ဒါပေမဲ့မနေ့ကဈေးတန်းကဘူကီတီကအချီကပြန်ပြီးဈေးတန်းဖောက်ထားတယ်နိုင်သွားတော့အချီအနေနဲ့3-2လို့ရတယ်မြန်နိုင်သွားတယ်ဒီပထမပိုင်းမှာအဒီကိုအနေနဲ့အနီးကထိသွားတယ်ဒုတိယပိုင်းမှာနိုင်ကိုသွင်းပြီးအချီနဲ့နိုင်သွားတယ်လို့ဖြစ်လိဖြစ်တာလေးတွေရှိပါတယ်ဗျာเนาะဒါကြောင့်မို့လက်ရှိဘီလာရဲနဲ့ရဲဥပဒိုအသင်းရလဲတို့နောက်ဆုံးရဲဥပဒိုနိုင်ရမယ်ဆိုရင်တော့ဒိုင်နေအနေနဲ့ဟိုပြောမှဆိုရင်ဟိုဒီဘီလာရဲတို့အသင်းမျိုးကိုအနီးကပြတင်လဲပြပြီးတော့နိုင်ပေးတင်လဲပေးတော့မယ်အနေအောင်ဖြစ်ပါတယ်ဗျာเนาะဘလုံးရကြလဲတိုင်းငံနီးပြီဆိုတော့လက်ရှိအနေထားကပလာသောအနေနဲ့စရိုင်းရကြည့်ပြီးတော့ရက်လက်ပိုင်းရကြည့်ပြီးတော့ပဲကျွန်တော်အနေနဲ့ရွေးချယ်ပြီးကစားစီရင်ပါတယ်ဗျာကဒါဆိုရင်ဒီနေ့မှာကျွန်တော်ဒီစပိန်လာလီဂါပွဲစဉ်3ပွဲဆိုတော့တပွဲရတော့ဘရာဇာအနေနဲ့ပြောမှဆိုရင်မိမိရဘူကီတီနဲ့ရှောက်ပြီးမှတော့မှန်ပါတယ်ဒါကြောင့်မို့ဘော်ဒီဘောင်းအပါဝင်ကျွန်တော်မောင်းကတ်တကလောက်အကောင်းဆုံးပြောင်းရွေးချယ်ပြီးတော့ကျွန်တော်တင်ပြမှာဖြစ်ပါတယ်ဗျာเนาะကျွန်တော်လက်ရှိသုံးသက်ပေးတဲ့ဗီဒီယိုကွန်မန့်ထဲမှာ YouTube ညီကိုတွေကဗီဒီယိုကွန်မန့်ထဲမှာTelegram channel နဲ့ Viber channel ရှာပေးထားတယ်ဒီ channel ကနေဝင်ပြီး join ထားနိုင်ပါတယ်နောက်ပြီးတော့ Telegram ဖုန်းနံပါတ် Viber ဖုန်းနံပါတ်ရှာပေးထားတယ်ဘလုံးဝါသနာပါတဲ့ညီကိုတွေအကောက်ပုံကစားနေတဲ့ညီကိုတွေကဒီတိုင်းဆက်သွယ်လာနိုင်ပါတယ်ဗျာเนาะကဒါဆိုရင်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျာကျွန်တော်နောက်နေ့မှပြန်ဆုံကြမယ်เนาะ